ပြန်ထိုင်လို့ရပါပြီလို့ဟာလေလုယာဟာလေလုယာဖျားရှင်ကောင်းမြတ်ပါတယ်အာမင်ဒီကနေ့မှာဒီလိုမျိုးအချိန်တိုင်းအခွင့်ကောင်းပြင်ဆင်ပေးတဲ့ဖျားရှင်နာမတော်ဘုန်းကြီးပါစေကျွန်တော်ဒီနေရာမှာရောက်ရှိခြင်းနေဘုရားသခင်ကောင်းမြတ်ခြင်းတက်ကြောင်ဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့အသင်းတော်ကျွန်တော်တို့လာတယ်ဆိုတာကျွန်တော်အမြဲတမ်းပြောလိုက်ရှိတယ်ဘာလဲဆိုတော့ကျွန်တော်အသင်းတော်ကိုလာတယ်ဆိုတာကလူမျက်နှာရှာဖို့မဟုတ်ပါဘူးလူကိုချီးမွမ်းဖို့ရန်အတွက်မဟုတ်ပါဘူးကျွန်တော်တို့မိဘတွေကျွန်တော်တို့ဆရာဆရာမတွေကြည်နပ်စေဖို့မဟုတ်ပါဘူးအဓိကကျွန်တော်ဘာအတွက်လာတယ်ဖခင်မျက်မှောက်တော်ကိုရှာဖို့ရန်အတွက်လာတာဖြစ်တယ်ဟာလေလုယာဖခင်ကိုချီးမွမ်းဖို့ရန်အတွက်လာတာဖြစ်တယ်ဟာလေလုယာဖခင်သခင်စိတ်ကြည်နပ်စေဖို့ရန်အတွက်ကျွန်တော်လာတာဖြစ်ပါတယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာပရိသတ်တယောက်မှမရှိပါဘူးဟာလေလုယာကျွန်တော်တို့အရာရာတိုင်းဒီကိုရောအတွက်ပဲဖြစ်တယ်ကိုရောကြောင့်သာဖြစ်တာဖြစ်တယ်ဟာလေလုယာအဲ့တော့ဒီကနေ့မှာအထူးသဖြင့်ရှေးဥစွာဘုရားကိုချီးမွမ်းတယ်ဒုတိယအနေနဲ့ကျွန်တော်တို့မရဏကျမ်းစာကျောင်းကိုဖိတ်ခေါ်ပေးတဲ့ဒီ beside the AG အသင်းတော်ဦးဆောင်ပေးတဲ့ဆရာဆရာမတော်၎င်းသင်းတော်လူကြီးများတော်၎င်းအမျိုးကာဏအမျိုးမျိုးကနေပြီးတော့ဦးဆောင်နေတဲ့သူတယောက်ချင်းစီတိုင်းနဲ့အသင်းသူအသင်းသားတယောက်ချင်းစီတိုင်းပေါ်မှာအထူးကျေးဇူးတင်ရှိပါတယ်လို့မရဏကျမ်းစာကျောင်းကိုစကျွန်တော်ပြောချင်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်တို့မရဏကျမ်းစာကျောင်းကိုနှစ်တိုင်းဒီ fresher welcome မောင်မဲတိလင်ကျူစုပွဲကိုလှုပ်ပေးနေတဲ့beside AG အသင်းတော်ကိုကျွန်တော်တို့မမေ့ပါဘူးလို့ဘုရားသခင်ကလည်းမိတ်မမဟုတ်ပါဘူးဖျားရှင်ကောင်းချီးပေးပါစေလို့ပြီးတော့တာတရားချက်အနေနဲ့ကျွန်တော်ကိုတရားဟောခွင့်ပေးတဲ့ဆရာကြီးပေါ်မှာလည်းကျွန်တော်အမတမ်းမှကျေးဇူးတင်ပါတယ်သူဟောလို့ရတဲ့အရာဖြစ်တယ်ဒါပေမဲ့ဦးစားပေးပြီးတော့ကျွန်တော်ကိုပေးတာဖြစ်တယ်ကျွန်တော်တို့တွေကတမတဟောရရင်ပြောရရင်ကိုကြီးနဲ့နေတာဆိုတော့ရှိမှတောင်ရောက်ရှိပြီးတော့တခုခုပြောနေရရင်စိတ်ချမ်းသာတဲ့သူတွေဖြစ်တယ်အဲတော့တခါတလေအပြောမတတ်ရင်နောက်တစ်ခါအဖိတ်မခံရဘူးပေါ့နော်အဲတော့နည်းနည်းပါတော့နည်းနည်းတော့စင်ချင်ရတာပေါ့အမတမအထူးကျေးဇူးတင်ရှိတယ်ဖျားရှင်ကိုချီးမွမ်းပါတယ်လို့အဲတော့ကျွန်တော်တို့ဒီကနေ့အတူတကွနှလုံးသွင်းဆင်ခြင်ဖို့ရန်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကဗျာဒိတ်ကျမ်းအခန်းကြီး1ထဲကဖြစ်ပါတယ်ဗျာဒိတ်ကျမ်းအခန်းကြီး1အငယ်1ကနေခွန်ထဲထိဖြစ်ပါတယ်ဗျာဒိတ်ကျမ်းအခန်းကြီး2အငယ်1ကနေခွန်ထဲထိဖြစ်ပါတယ်အဲ့လိုပြောတဲ့အခါမှာငါတို့အသင်းတော်ကိုဆိုတော့မယ်ထင်တယ်ဆိုပြီးတော့မထင်နဲ့ပေါ့နော်ဒီကနေ့ကကျွန်တော်တို့အသင်းတော်မှာဒါကျွန်တော်လာပြီမဲ့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဒီကျွန်တော်တို့တရုတ်ချင်းစီတိုင်းအတွက်ပဲဖြစ်တယ်တရုတ်ချင်းစီတိုင်းကိုစကားပြောမယ့်အရာဖြစ်တယ်ဟာလေလုယာခမည်းတော်ကိုစကားမပြောခင်မှာကျွန်တော်ခမည်းတော်ကိုဝေငှခင်မှာအထူးသဖြင့်အဲ့ဒီအကြောင်းကိုဟောပြောပေးမယ်ကျွန်တော်အသက်တာကိုအရင်ဖခင်ကစကားပြောဖို့အမှန်တမ်းအရေးကြီးတာဖြစ်တယ်ဖခင်ကစကားပြောတဲ့အရာပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြန်လဲပြီးတော့ဝိညာဉ်တော်ရဲ့ကိုငင်မဆခြင်းနဲ့ကျွန်တော်ပြန်ပြီးတော့ဝေငှသွားမှာဖြစ်တယ်ကျွန်တော်အတွက်လည်းဖြစ်တယ်လို့ဒီမှာရောက်ရှိတဲ့သူအရောက်စီတိုင်းအတွက်လည်းကောင်းချီးဖြစ်စေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လို့အဲ့တော့ဒီခုနကျွန်တော်တို့ဆိုတဲ့သခြင်းကဒီကျမ်းစာကျွန်တော်ဖတ်နေတဲ့အချိန်ပြန်ပြီးတော့ပြင်ဆင်တဲ့အချိန်မှာဘုရားကစကားပြန်ပြောတဲ့အရာဖြစ်တယ်ဘုရားကနေပြီးတော့ဒီသခြင်းကိုဘယ်လိုပြောမလဲဘုရားကဒီသခြင်းကိုစူခိုင်းပြီးတော့စိတ်ထဲမှာထားပြီးတော့အသက်ပြန်ငယ်ခိုင်းတာဖြစ်တယ်ကျွန်တော်တို့ဟာလေလုယာအသက်ငယ်ခိုင်းတာဖြစ်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီသခြင်းတွေတခြင်းဟောင်းတွေတချို့ဒီလူငယ်တွေအဲ့တခြင်းဆိုတာဆိုပေမဲ့အရသာတိတ်မခံစားတဲ့လူငယ်တချို့ရှိမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီသခြင်းတွေကကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်80 90ပတ်ဝန်းကျင်တုန်းကတကယ်ချင်းတောင် revival ဖြစ်နေတဲ့အချိန်တွေတုန်းကအမတန်မှကျွန်တော်ဖလန်ဖြစ်တယ်အတိတ်ပဲကောင်းကောင်းနားမလဲရင်တောင်မှမင်းရင်ရှက်ရင်နဲ့တခါတည်းအကြည့်ကျယ်ဆူနေတဲ့သခြင်းတွေဖြစ်တယ်အကြည့်ကျယ်ဆိုပြီးတော့ကျွန်တော်တို့က
ခုံပြီးတော့ကျွန်တော်တို့စူနေတဲ့တခြင်းနဲ့ acting တောင်ဖြစ်သေးတယ်အဲ့ဒါဟုတ်တယ်နော်ကျွန်တော်ဆိုရင်းနဲ့ဒါတွေဘာတွေချတာအကုန်လုံးဘာမှန်းတော့မသိဘူးမူရနဲ့တောင်မှကျွန်တော်အကြီးကျယ်ဆူခဲ့တဲ့တခြင်းတွေဖြစ်တယ်ဒီအရာနဲ့ပြန်ပြီးတော့ဘုရားသခင်ကစကားပြောတာဖြစ်တယ်အဲ့တော့နည်းနည်းကျွန်တော်ဒီဆုတောင်းပြီးဆက်ကပ်ပြီးတော့လာကြတယ်ဆိုတော့ညာလဲကျွန်တော်ဆက်ပြီးမဝင်ငါချင်မှာဆုလေးတောင်းချင်ပါတယ်လို့အားလုံးဆုတောင်းကြရအောင်ကိုရောကျေးဇူးတင်တယ်ဒီကနေ့ကျွန်တော်တို့ဒီနေရာမှာရောက်ရှိခြင်းဒီကိုရောကျေးဇူးတက်တက်ကြောင့်ဖြစ်တဲ့အတွက်ကြောင့်ကိုရောနာမတော်ကိုချီးမွမ်းတယ်ဆက်လက်ပြီးတော့ကိုရောရှင်နှုတ်ကပတ်တော်ကိုသမီးတို့နှလုံးသွင်းဆင်ခြင်လေ့လာသုံးသပ်ကြမှာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ဖိတ်ခေါ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်အလယ်မှာလှုပ်ရှားတော်မူပါအိုးကိုရောနှုတ်ကပတ်တော်ဝင်ငါပိနေတဲ့တာကျွန်တော်ရဲ့အသက်တာမှာလဲစကားပြောတော်မူပါကျွန်တော်နှုတ်ဆက်ပတ်ဆက်များကိုပေးသိပေးတော်မူပါကျန်နာရမယ့်တယောက်ချင်းစတဲ့အသက်တာမှာလဲနှလုံးသားထဲမှာစကားပြောတော်မူပါကိုရောနှုတ်ကပတ်တော်ကိုရောစကားတော်ဖြစ်တဲ့အတွက်ကြောင့်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းမရှိဘဲနဲ့ကျွန်တော်နားလည်နိုင်စွမ်းမရှိပါဘူးတန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ကိုဖိတ်ခေါ်ကျွန်တော်တို့စကားပြောတော်မူပါအတူလှုပ်ရှားပေးတော်မူပါအချိန်တိုင်းအလုံးစုံကိုရောလက်ထဲမှာအနန္တတဲ့အခါမှာယေရှုခရစ်တော်နာမကိုအမြှပြည့်ဆုတောင်းကြပါဖာမြတ်စွာသောဘုရားသခင်အာမင်အဲ့တော့ယေရှုပြုတ်ပြီးတော့ကျမ်းစာရှိတယ်ဆိုရင်အဲ့ဒီအဖက်အခန်းကြီးနှစ်အငယ်တစ်ကနေခွန်လေးကိုအစင်လိုက်လေးချင်းလိုပဲဖြစ်ဖြစ်ပေါ့နော် sorry အဖက်မဟုတ်ဘူးကျွန်တော်ဗျာဒိတ်ချမ်းကိုပြောတာဖြစ်တယ်ဗျာဒိတ်ချမ်းအခန်းကြီးတစ်အငယ်အခန်းကြီးနှစ်အငယ်တစ်ကနေခွန်တဲ့အထိကိုဒီအပိုင်လိုက်လေးနေပေါ့နော်ကျေးဇူးတင်တယ်အဲ့တော့ဒီချမ်းပိုင်လို့ကျွန်တော်တို့ပြောတဲ့အခါမှာကျမ်းစာတစ်ခုကကျွန်တော်တို့လေ့လာသုံးသပ်နှလုံးသွင်းဆင်ခြင်တော့မယ်ဆိုရင်သူ့အကြောင်းကိုကျွန်တော်တို့သိထားဖို့အမတန်မှအရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့ကျမ်းစာကျောင်းဆရာတွေကအဲ့လိုမျိုးပြောတာအယံဝါဒနာပါတော့ကျွန်တော်တို့အဲ့ဓာတွေပြောရင်းနဲ့တချို့အသင်းတော်မှာလို့ဆိုရင်နှုတ်ကပတ်တော်မသွားခင်မှာအင်ငိုက်သွားကြပြီဖြစ်တယ်အဲ့တော့ဒီမှာတော့မဖြစ်တော့ဘူးလို့ထင်တာပဲအဲ့တော့ကျွန်တော်ဒီနေရာမှာအဖက်လို့ကျွန်တော်ပြောပြီးဆိုရင်ဗျာဒိတ်ချမ်းအခန်းကြီးနှစ်လို့ကျွန်တော်ပြောပြီးဆိုတာ ਨੇ ဘာအကြောင်းကိုကျွန်တော်နှလုံးသားထဲမှာတခါတည်းရှိတယ်လဲဆိုရင်ရှင်ယောဟန်ကိုအသုံးပြုပြီးတော့ဖျားသခင်ကနေပြီးတော့အဲ့ဒီခေတ်ခါတုန်းမှာရှိတဲ့အသင်းတော်အများကြီးကိုစားအသင်းတော်ခုနှစ်ပါးကိုသူစကားပြောတဲ့အကြောင်းသူတို့ရဲ့အခြေအနေကိုသုံးသက်ဆင်ခြင်ပြီးတော့ဖျားသခင်ကသူတို့ဘက်မှာပြန်လာဖို့ရန်အတွက်ဖိတ်ခေါ်အကြောင်းကိုကျွန်တော်တို့ဒီညမှာတွေ့ရမှာဖြစ်တယ်အဲ့တော့အဖက်အသင်းတော်ဆိုတာကျွန်တော်တို့အရင်အဆုံးကျွန်တော်တို့သိထားဖို့အမတမ်းမှလိုအပ်တာဖြစ်တယ်အဖက်အသင်းတော်ဆိုတာကသူတို့ခေတ်ခါတုန်းကတမန်တော်တွေရှိတဲ့အခက်ခါတုန်းကအမတမ်းမှနာမည်ကြီးတဲ့အသင်းတော်ဖြစ်တယ်အမတမ်းမှနာမည်ကြီးတဲ့အသင်းတော်ဖြစ်တယ်လူတွေလည်းများတဲ့အသင်းတော်ဖြစ်တယ်ပြီးတော့ပိုဆိုးတာကဘာလဲဆိုရင်ပို့ပြီးတော့နာမည်ကြီးသွားတာကဘာလဲဆိုတော့ဒီခရိယန်ရှုထောင့်ကနေကျွန်တော်ကြည့်ရင်လေတကယ်တမန်တော်တွေတိတ်တိတ်ကျဲတမန်တော်တွေတကယ်ဖခင်ကအသုံးပြုတဲ့တမန်တော်တွေကိုယ်တိုင်အခြေချခဲ့တဲ့နေရာဖြစ်တယ်ပြီးတော့ခရိယန်မဟုတ်တဲ့ပိုင်းနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်လေအခုချိန်ထိကပအံဖွယ်ခုနှစ်ခုထဲကနေ6ခုထဲကနေတစ်ခုအပါအဝင်ဖြစ်တဲ့ဒိုင်ယာနာဖခင်เจ้าကြီးရှိတဲ့မြို့ဖြစ်တယ်အမတမ်းမှနာမည်ကြီးတယ်လူတွေစီးပွားရေးအတွက်လည်းအမတမ်းမှကောင်းတဲ့နေရာဖြစ်တယ်ဘာသာရေးရှုထောင့်ကနေလည်းတော်တော်လေးကိုအဆင်ပြေတဲ့နေရာဖြစ်တယ်ပြီးတော့အဲ့ဒီဘာသာရေးခရိယန်မဟုတ်တဲ့ဘာသာရေးဒိုင်ယာနာဖျားချောင်းကြီးဆိုရင်ဘာသာရေးအတွက်ကောင်းပေမဲ့လည်းတော်တော်လေးကိုပျက်စီးတဲ့ဖျားချောင်းကြီးလည်းဖြစ်တယ်လုံးဝမကောင်းတဲ့မိန်းမတွေနဲ့အများကြီးပျော်မွေ့စေတဲ့နေရာတကယ်လောကီစည်းစိမ်ရှိတယ်လို့သူတို့ခံစားရတဲ့မြို့တစ်မြို့ဖြစ်တယ်အဲ့တော့အဲ့ဒီနေရာမှာရှိတဲ့ခရိယန်တွေအဖက်အသင်းတော်တွေကိုဘုရားရဲ့စကားပြောခြင်းကိုခံရတာဖြစ်တယ်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်အဖက်အသင်းတော်ကိုအိုးစီးအိုးဆောင်လုပ်နေတဲ့သူကဘာဖြစ်သူလဲဆိုတော့တိမောသေကိုယ်တိုင်ဖြစ်တယ်ရှင်ဘောလူရဲ့တပည့်တော်အရင်ဖြစ်တဲ့တိမောသေဖြစ်တယ်တိမောသေကနေအိုးဆောင်တဲ့အသင်းတော်ဖြစ်တယ်ပြီးတော့အဲ့ဒီအသင်းတော်ကဘယ်သူတွေကိုအသုံးပြုပြီးတော့ဘုရားကအစပြုခဲ့တယ်လဲဆိုရင်ရှင်ဘောလူလို့ဘယ်လိုပြောမလဲဒီတချို့ဒီနည်းနည်းဘိုင်ငွေချီးပိုင်းမှာအဆင်ပြေတဲ့သူတွေတချို့အသင်းတော်လူကြီးတွေပရက်စီလာတို့ပေါ့နော်ဒါမျိုးနေနဲ့သူတို့အတူတကွနဲ့ထူထောင်ခဲ့တဲ့
အသင်းတော်တစ်ပါးဖြစ်တယ်ပြီးတော့ကျွန်တော်ခရစ်ယာန်အတွက်လည်းဘာဖြစ်လို့လူတွေကကြည့်နေဂျေရုဆလင်မှာရှိတဲ့အသင်းတော်ကလည်းအန်တီအိုမှာရှိတဲ့အသင်းတော်တို့ကစဒီတိုင်းမော့ကြည့်ရတဲ့အသင်းတော်ဘာဖြစ်လို့ဖြစ်နေတယ်လဲဆိုရင်အဲ့ဒီခေတ်ခါတုန်းကနောက်ဆုံးတမန်တော်ဖြစ်တဲ့နောက်ဆုံးကြံခဲ့တဲ့တမန်တော်ဖြစ်တဲ့ရှင်ယောဟန်ကိုယ်တိုင်တောင်မှအဲ့ဒီအသင်းတော်မှာပတ်မကျွန်းမှာအချင်းပြစ်ဒဏ်ပေးခြင်းမခံရခဲမှာအချီချခဲ့တဲ့အသင်းတော်ဖြစ်တယ်သူတို့ဒီအသင်းတော်ကdoctrine ပိုင်းပြောမလားအမတမအခြေခိုင်ပြီးသားဖြစ်အခြေခိုင်တယ်ပေကန်းချင်းအခြေခိုင်တယ်ပြီးတော့ရှင်ပေါလုကိုယ်တိုင်ဒီထောင်ထဲနောက်ပိုင်းမှာ3နှစ်လောက်နေပြီးတော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုသူကိုယ်တိုင်ကနေပြီးတော့သွန်သင်ပေးနေခဲ့တဲ့အသင်းတော်တစ်ပါးလည်းဖြစ်တယ်အမတမနာမည်ကြီးတာဖြစ်တယ်အဲ့တော့ကျွန်တော်ကြည့်မယ်ဆိုရင်ဘယင်နဲ့ပတ်သက်ပြီးဆိုရင်တော့Domitian ပေါ့နော်ဒီရောမဘယင် Domitian ခေတ်တုန်းကအဲဒီ87 96ပေါင်ဝန်းကျင်တော်တော်လေး persecution ရှိနေတဲ့အချိန်အဲ့တုန်းကဒီရှိနေခဲ့တဲ့အမတန်မှနာမည်ကြီးအောင်ဒီရှိနေခဲ့တဲ့အသင်းတော်တစ်ပါးဖြစ်တယ်အဲ့ဒီအသင်းတော်စီမှာသူတို့ကိုသူတို့တော့တစ်ဖက်ကနေကောင်းတဲ့အသင်းတော် doctrine ပိုင်းကနေလဲမှန်ကန်တဲ့အသင်းတော်ဆိုပြီးတော့ခံယူနေတဲ့အသင်းတော်စီမှာဘာပြန်လာတယ်လဲဆိုတော့အသင်းတော်တီထောင်ပြီးနှစ်ပေါင်း40အကျော်မှာဖခင်သခင်ကရှင်ယောဟန်ကိုအသုံးပြုပြီးတော့ပြန်ပြီးစကားပြန်ပြောတာဖြစ်တယ်နံပါတ်1ချက်ကျွန်တော်ဒီတပိုက်ပြီးတပိုက်6လောက်ထိကျွန်တော်တို့သွားမှာဖြစ်တယ်နံပါတ်1ချက်ကသူဘာပြောတယ်လဲဆိုရင်ကျွန်တော်ကြည်တာနဲ့အခန်းငယ်1မှာသူဘာပြောထားလဲအဖက်မြို့၌ရှိသောအသင်းတော်ဤတမန်ကိုဤသို့ရေး၍မှားလိုက်လို့လက်ရလက်၌ကျဲခုနှလုံးကန်၍ရွှေမီးခွက်ခုနှလုံးအလယ်၌တွာလာသောသူ၏အမိန့်တော်ကားတဲ့အဲ့တော့ဒီနေရာမှာကျွန်တော်ဘာတွေ့ရတယ်လဲဆိုရင်ဒီကျမ်းတန်ပုဂ္ဂိုလ်တွေကဘယ်လိုဘာသာပြန်တယ်လဲဆိုတော့ဒီကျဲခုနှလုံးဆိုတာကဘယ်သူတွေလဲဆိုရင်အဲ့အသင်းတော်ခုနှစ်ပါးကိုဦးဆောင်နေတဲ့ပါစတာခုနှစ်ပါးကိုပြောချင်တာဖြစ်တယ်ပြီးတော့မိခွက်ခုနှလုံးဆိုတာကအဲ့ဒီအသင်းတော်ခုနှစ်ပါးကိုပြောချင်တာဖြစ်တယ်အဲ့တော့မိခွက်ခုနှလုံးနဲ့မိခွက်ခုနှလုံးကြားထဲမှာအဲ့ဒီအသင်းတော်ရဲ့ဗာလဲကျဲခုနှလုံးကိုကင်ပြီးတော့ရွှေမိခွက်ခုနှလုံးအလယ်မှာတွာလာတော့သူဤအမိန့်တော်ကဆိုတာပြောတာကသူကဘာကိုကျွန်တော်တို့ကိုပြနေတယ်လဲဆိုရင်ကျွန်တော်တို့အသင်းတော်တွေရဲ့အခွင့်အာဏာအထွတ်အထိပ်အာဏာရှိတဲ့သူကဒီအသင်းတော်ကိုဂိုင်တဲ့သူဒီအသင်းတော်ကိုလိတ်လာနေတဲ့သူဒီအသင်းတော်ကိုစောင့်ကြည့်နေတဲ့သူကဘယ်သူလဲဆိုတာကျွန်တော်ဖွင့်ပြပေးတာဖြစ်တယ်အဲ့ဒီဂိုင်တဲ့သူကဘယ်သူလဲလိတ်လာနေတဲ့သူကဘယ်သူလဲစောင့်ထိန်နေတဲ့သူကဘယ်သူလဲပါစာ9ယောက်ကိုပါစာ9လုံးကျဲ9လုံးကိုဂိုင်တဲ့သူဘယ်သူလဲဆိုတော့သခင်ယေရှုခရစ်တော်ပဲဖြစ်တယ်ဟာလေလုယာကျွန်တော်တို့အသင်းတော်လို့ကျွန်တော်တို့ပြောနေတာကသင်းအုပ်ဆရာတွေရဲ့အထက်မှာဒီအသင်းတော်ကိုဂိုင်တဲ့သူဦးဆောင်တဲ့သူကဘယ်သူလဲဆိုရင်ခရစ်တော်တစ်ပါးပဲရှိတယ်ဘယ်သူမှအသင်းတော်ရဲ့အခွင့်အာဏာမှာခရစ်တော်ထက်ဘယ်သူမှမကြီးပါစေနဲ့ဟာလေလုယာကျွန်တော်အသင်းတော်တိုင်းကခရစ်တော်ကနေပဲစောင့်ထိန်ရမယ်အသင်းတော်ဖြစ်တယ်အသင်းတော်ကခရစ်တော်ကနေပဲတိုင်တော်ရမယ်အသင်းတော်ဖြစ်တယ်အကြောင်းဒီနေရာမှာကျွန်တော်တို့ဘာကိုပြောတယ်လဲဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ကစအမှုတော်ဆောင်နေဆိုတော့နံပါတ်1အသင်းတော်မှာရှိတဲ့ဖခင်ကတာဝန်ဘေးချခွဲခတ်မှတ်သားခြင်းခံရတဲ့ဓမ္မအမှုတော်ဆောင်တွေအမတန်မှကျွန်တော်တို့နှလုံးသားထဲမှာနှုံးညံ့သိမ်မွေ့ခြင်းရှိပြီးတော့ခရစ်တော်ရဲ့ဦးဆောင်မှုအောက်ကိုကျွန်တော်တို့လိုက်တက်ဖို့ရတဲ့အမတန်မှအရေးကြီးတာဖြစ်တယ်ကျွန်တော်တို့အထက်မှာခရစ်တော်ရှိတယ်ဆိုတာကျွန်တော်အမြဲတမ်းသိထားဖို့အမတန်မှအရေးကြီးတယ်တခါတလေကျွန်တော်လိုဆိုတော့ဖခင်ကအခွင့်အခါပေးလို့ကျွန်တော်ဒီအသင်းတော်ကိုဦးဆောင်တဲ့အချိန်မှာချိန်ပန်များစွာကျွန်တော်ခရစ်တော်ကိုမေ့တတ်တာဖြစ်တယ်ခရစ်တော်ကိုမေ့ပြီးတော့ကျွန်တော်တို့အလိုအတိုင်းဆုတောင်းဆက်ကခြင်းမရှိဘဲနဲ့
တခါတလေဥဆောင်တက်လေရှိတယ်အမတမအနေများပါတယ်ပြီးတော့ကျွန်တော်အသင်းတော်မှာကျွန်တော်တောင်းဖြစ်လာအင်ဂျီအသင်းတော်ဖြစ်တယ်ကျွန်တော်အသင်းတော်မှာပြောလဲရှိတယ်ကျွန်တော်တို့အင်ဂျီတွေဒါကိုယ့်အနေနဲ့ကိုခံယူချက်ရှိမရှိလက်ခံမခံတော့ကျွန်တော်လည်းမတတ်နိုင်ဘူးကျွန်တော်တို့လည်းမခံလို့ပြောပြတာဖြစ်တယ်ဘာလဲဆိုတော့ကျွန်တော်ဘာပြောလဲရှိကျွန်တော်အင်ဂျီတွေဒီအသင်းတော်ရဲ့ကျွန်တော်တို့တွေကဒီအသင်းတော်ရဲ့ founder တွေကျွန်တော်တို့တွေကဒီအသင်းတော်ရဲ့ founder သားသမီးတွေဒီအသင်းတော်ကိုအစပြုတ်ခဲ့တဲ့သူတွေကျွန်တော်အသင်းတော်မှာမုံရင်လဲမုံဆိုပြီးတော့ကျွန်တော်ပြောတယ်ပလင်ဘောနေကျွန်တော်ပြောတယ်ခမည်းတော်တွေဒီအသင်းတော်ရဲ့ founder ကျွန်တော်တို့တွေဆိုပြီးတော့ခမည်းတော်လူတွေပြောတယ်ဆိုရင်ဒီအသင်းတော်ကနေခါချက်ချင်းထွက်တယ်လို့ဘာလို့လဲဆိုရင်လူတီထောင်ထားတဲ့အသင်းတော်မှာကျွန်တော်မနေချင်ဘူးလို့ခရစ်တော်တီထောင်ထားတဲ့အသင်းတော်မှာပဲကျွန်တော်နေရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘာဖြစ်လို့လဲကျွန်တော်လူဆိုတာကဖခင်ကအသုံးပြုလို့ဒီအသင်းတော်ကိုကျွန်တော်တို့အစပြုတ်ခွင့်ရတာဖြစ်တယ်အာမင်ဧဝံဂေလိတရားမှာတောင်မှနော်ယေရှုကဘာပြောလဲနင်တို့မဟောရင်ငါကြောက်ခဲတွေကိုငါသုံးမယ်လို့သူပြောထားတာနော်ကျွန်တော်တို့ဒီအစပိုင်းမှာအဲ့လိုပြောတဲ့အခါမှာအသင်းတော်အစပြုတ်တဲ့အချိန်မှာပေးဆက်တဲ့သူတွေကိုကျွန်တော်တို့မထင်မဲ့မြေပြုတ်ဖို့လက်လူရှူဖို့ကျွန်တော်ပြောတာမဟုတ်ဘူးသူတို့ရဲ့ပေးဆက်ခြင်းသူတို့ရဲ့လှုပ်ဆောင်ခြင်းဖခင်ကသူတို့ကိုခေါ်လို့သူတို့ပေးဆက်တဲ့အရာပေါ်မှာကျွန်တော်တို့ဒီကနေ့မှာဒီမှာကျွန်တော်တို့ဒီလိုမျိုးနဲ့ဖခင်ရှိခိုးနိုင်ဖို့ရန်အတွက်ကနောက်ွယ်မှာဖခင်အသုံးပြုထားတဲ့လူတွေပေးဆက်တဲ့သူတွေမြောက်များစွာရှိတာဖြစ်တယ်ကျွန်တော်အဲ့ဒါမေ့လို့မရဘူးဒါပေမဲ့အဲ့ဒီအပေါ်မှာကျွန်တော်တို့ဝါကြွားဖို့မဟုတ်ဘူးအခွင့်အာဏာယူဖို့မဟုတ်ဘူးဖခင်ကိုချီးမွမ်းဖို့ပဲဖြစ်တယ်ဟာလေလုယာဒီလောက်အရေးကြီးတဲ့အသင်းတော်မှာအစကနအိုးမှာဖခင်ကကျွန်တော်ကျမကိုအသုံးပြုတ်တယ်ဆိုတဲ့အရာကိုပို့ပြီးတော့ချီးဆိုတော့ချီးမွမ်းတတ်ဖို့လိုတယ်အစကနအိုးမှာလာတဲ့သူတွေဆိုရင်အခုနောက်ပိုင်းမှာဝင်တဲ့ member တွေထက်ဆိုင်ပို့ပြီးတော့ချီးဆိုတော့ချီးမွမ်းရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ခမည်းရဲ့ပေးဆက်မှုကသူတို့ထက်ပိုများတာဖြစ်တယ်ဟာလေလုယာဖခင်ကပေးဆက်ပိုင်ခွင့်အနစ်နာခံစေခွင့်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့အနစ်နာခံခဲ့ရတာဖြစ်တယ်ဒီအရာတွေဘာဖြစ်လို့လဲဆိုရင်ဒီအရာတွေအားလုံးအတွက်ဖခင်သခင်ကကျွန်တော်တို့အတွက်ကောင်းကင်မှာဆုလက်တရပို့ထားပြီးသားဖြစ်တယ်ဟာလေလုယာကျွန်တော်တို့အတွက်ပြင်ဆင်ထားပြီးသားဖြစ်တယ်အဲလိုပဲနောက်ပိုင်းမှာဝင်တဲ့အသင်းသူအသင်းသားတွေလည်းကျေးဇူးတော်အမြဲတမ်းချီးမွမ်းတတ်ဖို့လိုတယ်ကိုမဆောက်တဲ့အသင်းတော်မှာဖခင်ကိုချီးမွမ်းရသောအခွင့်ဆိုတာနဲတဲ့အခွင့်အရေးမဟုတ်ဘူးကျွန်တော်ဒီအသင်းတော်ဆောက်ဖို့ရန်အတွက်ခုနမှပဲကျွန်တော်ဆရာကြီးစီကပတ်စံချီးပြီးတော့အလုံးငွေထည့်ခိုက်တယ်။ဘာလို့ကျွန်တော်အလုံးငွေနှစ်မျိုးတွားတာကျွန်တော်မသိတော့အလုံးငွေတစ်ခုပဲကျွန်တော်ယူလာတာဖြစ်တယ်။အဲ့တော့တစ်ခုပဲရှိတော့မရှိတော့ဆရာကြီးစီမှာကျွန်တော်တစ်ခုပဲထင်လို့ရှိသေးလားလို့တောင်းလိုက်တာတိတ်လေးနဲ့တချို့ကတော့မြင်နိုင်တယ်အဲ့တော့ဆရာကြီးကလည်းသဘောထားကြီးစွာနဲ့သူ့လက်ထဲဟာလေးကိုမတိမတာလေးနဲ့ကျွန်တော်ပေးလိုက်တာဖြစ်တယ်အဲ့ဒီအလိုငွေကလွဲပြီးကျွန်တော်ဒီအသင်းတော်ဆောက်ဖို့ရင်အတွက်ကျွန်တော်ပါတာမရှိဘူးဒါပေမဲ့ဒီမှာကျေးဇူးတော်ကြောင့်ခမည်းတော်ပေးဆက်ခဲ့တဲ့အရာကနေပေါ်ထွက်လာတဲ့မိုက်ကျွန်တော်သုံးခွင့်ရှိတယ်ပလင်ကျွန်တော်သုံးခွင့်ရှိတယ်ဒီ state ပေါ်မှာကျွန်တော်တရားဟောဖို့ရင်အတွက်မတ်တရခွင့်ရှိတယ်အရာရာအားလုံးကကျေးဇူးတော်ဖြစ်တယ်ဟာလေလုယာဖခင်ကိုကျွန်တော်အမြဲတမ်းချီးမွမ်းနေရမှာဖြစ်တယ်ဒီအဲ့ဒီအတွက်ကြောင့်ကျွန်တော်အဓိကဘာပြောချင်နေတယ်လဲဆိုရင်ကနအိုးမှာဒီအရာတွေအားလုံးကိုအသင်းတော်ဖြစ်တည်ဖို့ရန်အတွက်အသင်းတော်ဒီအခြေအနေဖြစ်တည်ဖို့ရန်အတွက်အစကနေဦးဆောင်ပြီးတော့လှုပ်ဆောင်နေတဲ့သူဟာဆိုရင်ယေရှုခရစ်တပါးပဲဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီယေရှုခရစ်ကိုအားလုံးလက်ခုပ်တီးပြီးတော့ချီးမွမ်းကြရအောင်ဟာလေလုယာဒီအသင်းတော်ဆိုရင်လေယေရှုခရစ်ကနေအစပြုတ်ခဲ့တဲ့အသင်းတော်ဖြစ်တယ်ဟာလေလုယာဒီအသင်းတော်ဖြစ်တည်ဖို့ရန်အတွက်နှလုံးသားထဲမှာစကားပြောတဲ့သူကသူဝိညာဉ်တော်သူယေရှုခရစ်ပဲဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီတော့နံပါတ်1ချက်အခန်းငယ်1ကနေ
ကျွန်တော်တို့ကိုစကားပြောတာကဘာလဲဆိုရင်ကျွန်တော်တို့အသင်းတော်ကိုချုပ်ကင်တဲ့သူကယေရှုခရစ်ဖြစ်တယ်ကျွန်တော်အသင်းတော်ကိုအမြဲတမ်းအခွင့်အာဏာနဲ့လုံနိုင်တဲ့သူကယေရှုခရစ်တော်ပဲဖြစ်တယ်ကျွန်တော်အသင်းတော်ကိုလိမ့်လာစောင့်ကြည့်နေတဲ့သူကယေရှုခရစ်တော်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်အမြဲတမ်းသိကြရအောင်ဟာလေလုယာပြီးတော့နံပါတ်1ချက်အနေနဲ့ကျွန်တော်ဘာတွေ့ရတယ်လဲဆိုရင်အခန်းငယ်2ရယ်3ရယ်6ရယ်မှာအမတမလှပါတယ်အခန်းငယ်2ရယ်3ရယ်6ရယ်မှာသူကဘာပြောထားတယ်လဲဆိုတော့အခန်းငယ်2မှာဘာပြောထားလဲသင်သည်မတရားသောသူတို့ကိုလက်မခံနိုင်ကြောင်းကို၎င်းတမန်တော်မဟုတ်ပဲတမန်တော်ဖြစ်ရောင်ဆောင်သောသူတို့ကိုစစ်ဆေး၍လှည့်ဖြားသောသူဖြစ်သည်ဟုသိကြောင်းကို၎င်းအခန်းငယ်3လေပြီးတော့ခဏီနဲ့ပြည့်စုံ၍ငါဤနာမကြောင့်ဆင်းရဲခံ၍အာမလျော့ကြောင်းကို၎င်းငါသိ၏တဲ့ဘယ်လောက်အားသားတယ်လဲအခန်းငယ်6မှာအခန်းငယ်6လေးကျေစိုးပြုပြီးတော့အခန်းငယ်6မှာဗာပြောထားလဲသို့တော်လဲငါမုန်းသောနီကိုလာတပည့်တို့၏အကျင့်ကိုတင်လဲမုန်းသည်ဟုပြောเสียရှိ၏တဲ့အမတမလှပတဲ့အဖက်အသင်းတော်ရဲ့အကျင့်နေဖြစ်တယ်အဖက်အသင်းတော်ရဲ့အကျင့်ခုနကျွန်တော်အခန်းငယ်1 3 6မှာကျွန်တော်ဖတ်ခဲ့ပြီးပြီသူတို့ဘာလို့တလဲဆိုရင်အမတမအခန်းငယ်2ကိုကျွန်တော်ပြန်သွားကြည့်ရအောင်ဘာပြောလဲနံပါတ်1သင်သည်မတရားသောသူတို့ကိုလက်မခံနိုင်ဘူးတဲ့မတရားသောသူတို့ကိုလက်မခံနိုင်ဘူးဆိုတာကဘာလဲဆိုတော့သူတို့အသက်တာမှာငါတို့တရားမျှတစွာနေမယ်ကောင်းကောင်းမွန်နေမယ်ဆိုတဲ့သူတို့တန်ဋိဌာန်ရှိတာဖြစ်တယ်ပြီးတော့တမန်တော်မဟုတ်တဲ့ကိုတမန်တော်ရောက်ဆောင်သောသူတွေကိုစစ်ဆေးပြီးတော့ဒီလူကတမန်တော်မဟုတ်ဘူးဆိုပြီးတော့ဘယ်လိုပြောမလဲမအမှန်တရားဘက်မှာယက်တည်ပြီးတော့အာနာခြင်းမရှိဘဲနဲ့အမှုတော်တမန်တော်ပြောချင်တာကတချို့အမှုတော်ဆောင်နေနော်တချို့အမှုတော်ဆောင်နေလာရင်တောင်မှသူတို့ပြောတဲ့စကားတွေကအမှုတော်ဆောင်ပြောတဲ့စကားမဟုတ်တဲ့ဟာဆိုရင်အဲ့ဒီအဖက်အသင်းတော်ကလုံးဝကြိုးမဆိုင်ဘူးဟေးနင်ပြန်ထွက်ခဲ့ဘယ်ဘောနေစင်နင်ဒီတရားဟောဆရာအကြောင်းမရှိဘူးငါတို့အဲ့ဒီခံယူချက်ကိုငါတို့လက်မခံနိုင်ဘူးဟုတ်ပြီနော်ကျွန်တော် LG နဲ့ပြောမယ်ဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ဘေးသိချင်းဒီမှာမရှိတော့ဘူးတန်ရှင်တော်ဝိညာဉ်တော်ဘေးသိချင်းကအိုးတမန်တော်ခေတ်ကလေးကနေကုံသွားပြီလို့ပြောပြီးဆိုတာနဲ့အဲ့ဖက်အသင်းတော်ကအဲ့လိုဟောတဲ့သူရှင်သူတို့ဘာပြောရဲလဲတလီမောနေစင်အဲ့ဒါအစင်မပြေဘူးငါတို့ရဲ့ခံယူချက်နဲ့မကိုက်ညီဘူးဆိုပြီးတော့မနဲ့ရက်တီပြီးတော့သူတို့ရဲ့ခံယူချက်ပေါ်မှာတမန်တော်တွေအမှုတော်ဆောင်တွေရောင်ဆောင်တဲ့သူတွေကိုအာနာခြင်းမရှိဘဲနဲ့ဆွဲထုတ်ရတဲ့တတိရှိတဲ့သူတွေဖြစ်တယ်တစ်ဖက်ကနေပြောမယ်ဆိုရင်သွန်သင်ချက်တွေကိုအခုခေတ်စကားနဲ့ပြောမယ်ဆိုရင် doctrine တွေကိုကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်တဲ့အသင်းတော်ဖြစ်တယ် doctrine by law တွေကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်တဲ့အသင်းတော်ဖြစ်တယ်ပြီးတော့နောက်တစ်ခုပါရှိသေးတယ်အခန်းငယ်3မှာတော့ဘာပြောတယ်လဲဆိုတော့ခဏနဲ့ပြည့်စုံရဲဆိုတာကစိတ်ရှည်သိခံခြင်းနဲ့ပြည့်စုံပြီးတော့နာမငါဤနာမကြောင့်ဆင်းရဲခံ၍အာမလျော့ကြောင်းကို၎င်းငါသိ၏တဲ့ဘာလို့လဲဆိုရင်ဒီစာရေးတဲ့အချိန်မှာ persecution ငင်းပန်းနှိပ်စက်ခြင်း Domitian ဆိုရင်သူရဲ့ခေတ်မှာငင်းပန်းနှိပ်စက်နေရောဘီရင်သူကအမတန်မှငင်းပန်းနှိပ်စက်ခြင်းမှာခွန်အားကြီးတဲ့ယောမဘယင်ကြီးဖြစ်တယ်ခရိယာရဲ့စာပေအများကြီးကိုမိရှုခိုင်းတဲ့ဘယင်ကြီးဖြစ်တယ်ကျမ်းစာတွေကိုမိရှုခိုင်းတဲ့ဘယင်ဖြစ်တယ်အဲ့လိုမျိုး persecution ရှိတဲ့နေရာမှာငင်းပန်းနှိပ်ချက်ဆက်ခြင်းရှိတဲ့အချိန်မှာတောင်မှမငေးမညိုပဲနဲ့သစ္စာရှိနဲ့ဇွဲရှိနဲ့ဖျားဘက်မှာရက်တည်တဲ့အသင်းတော်ဖြစ်တယ်လို့ဒီမှာခြေကျူးထားတာဖြစ်တယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်အခန်းငယ်6မှာတော့ဘာပြောတယ်လဲဆိုတော့အခန်းငယ်6ကိုကျွန်တော်ကြည့်မယ်ဆိုရင်ငါမုန်းသောနီကိုလာတို့တပည့်တို့၏အကျင့်ကိုတင်လဲမုန်းသည်လို့ပြောနီကိုလာရဲ့အကျင့်ဆိုတာကဘာလဲဆိုတော့ဒီနီကိုလာပြောနေတဲ့ကဘာလဲဆိုအန်တီအော့သူတို့ခေတ်ခါတုန်းကအန်တီအော့မြို့ကနေလာပြီးတော့အန်တီအော့အသင်းတော်ကနေထွက်လာတဲ့နီကိုလာဒီဘယ်လိုပြောမလဲအမှုတော်ဆောင်လို့ပြောမှာပေါ့မှားယွင်းတဲ့တုန်တင်ခြင်းကိုတုန်တင်တဲ့
ပုဂ္ဂိုလ်ဖြစ်တယ်သူကဘာသွန်သင်တယ်လဲဆိုတော့ခမားတို့ရဲ့ခန္ဓာကိုယ်ကပြဿနာမရှိဘူးအပြစ်မှာပျော်မွေ့ပါကာမဂုဏ်မချုပ်တီးမနေနဲ့အလကားပဲကာမဂုဏ်ချုပ်တီးစရာမလိုဘူးပျော်ပျော်ပါပါနေပါပျော်ပျော်ပါပါနေပါဟာတခါတည်းစိတ်ရဲ့အစေခံရစိတ်ရဲ့စေလိုရာကိုပဲတွားလိုက်ပါအပြစ်လုပ်ဆရာရှင်လှုပ်ပလိုက်ပြဿနာမရှိဘူးဘာဖြစ်လို့လဲဆိုရင်ဖယားသခင်ကကယ်တင်တယ်ဆိုတော့ခမရဝိညာဉ်ကိုကယ်တင်တာခမရခန္ဓာကိုယ်အကျင့်နေလိုက်ပြီးတော့ကျင့်ဆောင်နေစရာမလိုဘူးဆိုပြီးတော့တွင်တင်တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်အကျင့်ကျွန်တော်တို့ထိန်းချုပ်နေစရာမလိုဘူးတွင်တင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့အဲ့ဖက်အသင်းတော်ကအဲ့လိုတွင်တင်ခြင်းကိုသူတို့မုန်းနေဆိုကြတဲ့ကခရိယာအသက်တာကိုမတော့မစားကောင်းကောင်းနဲ့ခရိယာအသက်တာမှာကျင့်ဆောင်ရမယ်ဆိုတဲ့အရာကိုလိုက်လျှောက်တဲ့အဖက်အသင်းတော်ဖြစ်တယ်အမတမကောင်းတဲ့အသင်းတော်ဖြစ်တယ်အဲ့တော့ဒီအသင်းတော်နဲ့ကောင်းကွက်တွေ2ရက်3ရက်6ရက်မှာသူ့ရဲ့ကောင်းကွက်ပြောပြီးတော့နံပါတ်4နဲ့ကျွန်တော်အဆက်ဆက်ရှိတယ်နံပါတ်4မှာကျွန်တော်ဗာပြန်ပြောလဲသူ့တော်လဲသင်သည်ရှေးအိုးစွာသောချစ်ချင်းမေတ္တာယော့ပြီးဟိုတင်၌အပြစ်တင်စရာရှိတဲ့အမတမဒီမှာဘုရားကလည်းတခါတလေမတရားသလိုပဲနော်သူ့မှာအပြစ်တင်စရာရှိတာကမေတ္တာယော့ပြီးဆိုတဲ့ချစ်ချင်းမေတ္တာယော့ပြီးဆိုတဲ့တစ်ချက်လေးပဲအပြစ်တင်စရာရှိတယ်ကျန်တဲ့သူ့မှာအားသာချက်အများကြီး9 4 5 6ခုလောက်ရှိတယ်အမတမအသင်းတော်တွေအတွက်အမတမအရေးကြီးတဲ့အရာကိုချင်းတရားအတွက်အရေးကြီးတဲ့အရာသူတစ်ပါးတွေအတွက်အရေးကြီးတဲ့အရာကိုယ့်ရဲ့ခံယူချက်ကိုစောင့်ထိန်ဖို့ရန်အတွက်အရေးကြီးတဲ့အရာသူတို့မှာကောင်းကွက်အများကြီးရှိခဲ့တာဖြစ်တယ်ကောင်းကွက်အများကြီးရှိတယ်ဒါပေမဲ့သူတို့ရဲ့ပြဿနာကဘာလဲဆိုရင်ချစ်ချင်းမေတ္တာရှေးအိုးစွာသောချစ်ချင်းမေတ္တာယော့ပြီးတဲ့ယော့ပြီးဆိုတော့အဲ့ဒီအခန်းငယ်400မေတ္တာယော့ပြီးဆိုတဲ့အရာရဲ့ရလကဘာလဲဆိုရင်အခန်းငယ်6 5ဘက်မှာသူပြန်ပြောတယ်ဘာလဲတင်ဒီမရွေ့လျော်မီအရင်နေရအရက်ကိုအောက်မေ့လောနောင်တရလောရှေးအိုးစွာသောအကျင့်ကိုကျင့်လောသူ့မဟုတ်သူ့မဟုတ်တင်ရှိရသောငါသည်အလင်းအမြန်လာမီနောင်တမရလင်သင်ဤမီးခွက်ကိုနေရာမှရွှေ့မီတဲ့အဲ့ဒါအများကြီးနောင်တရပါနေ့ရဲ့အချစ်နေရာမှာပြန်လာခဲ့ပါအဲ့လိုမလို့ဘူးဆိုနေ့ရဲ့မီးခွက်ကိုငါတခြားနေရာမှာရွှေ့ပလိုက်မှာနော်လို့ပြောနေတဲ့အပြစ်တွေအားလုံးရဲ့တရားခံကတခြားအရာအများကြီးမဟုတ်ဘူးသင်ရဲ့ရှေးအိုးစွာတစ်ဖက်ကနေပြောမယ်ဆိုရင်အချစ်အိုးယော့သွားပြီအဲ့တော့ဘာဖြစ်လို့အဲ့ဓာတွေကအချစ်ယော့တာများအချစ်ယော့တာများမရှိတာမဟုတ်ဘူးပေါ့နော်အချစ်ယော့တာများဘာဖြစ်လို့ဖယားကရည်ကြီးကွင်ကျယ်လုံနေတာလေဖယားကဘာဖြစ်လို့ဒီလောက်တောင်ဂယုဆိုင်နေတာလဲအချစ်ယော့တာများသူတို့ရဲ့အချစ်တွေမပြတ်ဘူးလေအချစ်တွေမပြတ်ဘူးအမှန်တမ်းအရေးကြီးတယ်ဒီနေရာမှာကျွန်တော်တို့မှစကျွန်တော်အသင်းတော်ခရိယန်ဆိုတဲ့သူတွေအားလုံးပြန်ပြီးတော့နှလုံးသွင်းဆင်ခြင်တဲ့အရာတွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်အချစ်မရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေအားလုံးကဘယ်အရာမှာရောက်သွားတယ်လဲဆိုရင်ထုံနှန်းစင်လာမှာရောက်သွားတာဖြစ်တယ်။အချစ်မရှိဘဲနဲ့ဘေးကန်းလို့ရတယ်။ကျွန်တော်ငယ်ငယ်တုန်းကတော့ဇကာရှိတယ်လေတချို့ကသိရင်သိလိမ့်မယ်ပြင်ငိမ့်တို့ကမဟုတ်ပါဘူး sorry ဟုတ်တယ်ထင်တယ်အချစ်မရှိမဝင်ရဆိုတဲ့ဟာတော်လေးခစ်စားခဲ့ဘူးတဲ့ဇကာဖြစ်တယ်တချို့လူကြီးတွေကသိရင်သိမယ်အချစ်မရှိမဝင်ရဆွန်းစားမဲ့အချစ်ဆိုတာတွေဘောနော်ရဲကိုတွေလင်းစားနေစောကဟိုပြင်ငိမ့်နေတော်လေးနာမည်ကြီးခဲ့ဒီမှာကြတော့ပါအချစ်မရှိရင်တော့မဝင်ရတော့မဟုတ်ပါဘူးအချစ်မရှိဘူးဆိုရင်ကျွန်တော်တို့ခရိယန်နေထုံနှန်းစင်လာအယတာမရှိတဲ့ဘေးကန်းချင်းတွေအယတာမရှိတဲ့အပြုံးတွေဖြစ်ကုန်တာဖြစ်တယ်အသင်းတော်အချင်းချင်းတယောက်နဲ့တယောက်ယုံကြည်သူအချင်းချင်းကျွန်တော်မြင်ရင်တောင်မှနှုတ်ဖော်ဆောင်ဖက်အချင်းချင်းကျွန်တော်မြင်ရင်တောင်မှ
ချစ်ချင်းမေတ္တာမရှိတော့ဘူးဆိုရင်ငါပြီးမှပြုံးပဲများတယ်ဟုတ်တယ်နော်မပြုံးချင်တဲ့မြင်တာနဲ့ဆိုပြီးအလုံးလုံးကြတယ်သွားလာကြတယ်မပြုံးတာတော့မဟုတ်ပါဘူးဝတ်ကြည်တန်းကြီးပေါ့နော်ဝတ်တီတန်းနေပေးကြတယ်အခု beside age ကတော့ခုနပြီးခဲ့တဲ့ပိုစတာထဲမှာလည်းတွေ့ရတယ်25 silver jubilee ပြီးသွားပြီဖြစ်တယ်ဒါပေမဲ့25 jubilee ပြီးသွားပြီဖြစ်ပေမဲ့ကျွန်တော်တို့ခရိယန်နေကျွန်တော်ချင်း age တွေကျွန်တော် age ဖြစ်တာကနှစ်ပေါင်း40ကျော်ပြီဖြစ်တယ်ဘာလို့ကျွန်တော်ပြောချင်တယ်ပညာရှိတွေရဲ့စကားနဲ့သုံးသပ်ဒီ historian တွေရဲ့သုံးသပ်ဆင်ခြင်တဲ့အရာနဲ့ကျွန်တော်ပြောချင်တာဖြစ်တယ်ဘာသာကြီးကတဲ့နှစ်ပေါင်း40ကျော်ပြီဆိုရင်အဲ့ဒီဘာသာကြီးကဘာလာတယ်လဲဆိုတော့ထုံနှန်းဆင်လာပဲဝင်သွားတာဖြစ်တယ်အဲ့တော့နှစ်ပေါင်း40ပတ်ဝန်းကျင်မှာပြန်ပြီးတော့ revise လုပ်ခေါ်တယ်ပြန်ပြီးတော့ပြုတ်ပြင်ခြင်းမရှိဘူးဆိုရင်အသက်ပြီးတော့ပြန်ပြီးတော့လန်းဆန်းစေခြင်းမရှိဘူးဆိုရင်အဲ့ဒီဂိုင်းကနာကတောက်လျှောက်နှစ်ပေါင်း40ဆိုရင်ထုံနှန်းဆင်လာတဲ့အကုန်လုံးဆက်သွားမှာဖြစ်တယ်အဲ့ဒါသူတို့ရဲ့တမိုင်းပညာရှင်တွေရဲ့လေ့လာချက်ပေါ့ကျွန်တော်တို့ AG လဲကျွန်တော်တို့နည်းနည်းဆင်ခြင်သင့်လာပြီနှစ်ပေါင်း40ကျော်ပြီကျွန်တော်တို့အရင်တုန်းကများသောအားဖြင့်ချင်းတောင်မြောက်ပိုင်းကတော့ Baptist တွေများပါတယ် Baptist တွေတွေးဖို့ပေါ့နော် Baptist တွေကနေပြီးတော့တခါနဲ့ Baptist ကထုံနှန်းစင်လာနဲ့ရိုးရာလိုပုံစံနဲ့အကျင့်နဲ့ဆိုတဲ့ဟာတွေဧဝံဂေလိတရားမဟောတော့တဲ့ခါကျတော့တခါနဲ့ဘုရားသခင်ကဘယ်သူအတောင်းပြုတယ်လဲဆိုရင်1995ပတ်ဝန်းကျင်မှာတကြဟောင်းလည်းခါမလို့ဟုတ်တယ်နော်အတောင်းပြုပြီးတော့ချင်းတောင်တည်ကနေစားပြီးတော့ revival ထွက်လာတယ်အဲ့တော့ဗာလေဧဝံဂေလိတရားတွေဟောကြတယ်အဲ့တော့ထုံနှန်းစင်လာတာမန်ခရိယန်တွေကနေBaptistကနေထွက်ကြပြီးတော့တခါနဲ့ revival ကယ်တင်ချင်းတရားတွေဆိုပြီးတော့သွားကြတယ်ပြန်ထရပေါ့နော်ပြန်ထကြတယ်ဟာကာခုံကြတယ်ကျေးဇူးတော်ချီးမွမ်းကြတယ်တခြင်းဆိုတာကစားကြီးချင်အယံ revival ဖြစ်ပြီးတော့နှလုံးသားနဲ့တကယ်အနှစ်နဲ့ကျွန်တော်တို့ဆိုကြတယ်အနှစ်နဲ့သွားကြတယ်သွားရင်နဲ့အဲ့ဒီ AG ကအခုချိန်မှာကျွန်တော်တို့ဘာဖြစ်လာတယ်လဲဆိုတော့ထုံနှန်းဆင်လာကိုကျွန်တော်တို့မကြိုက်ဘဲနဲ့ဝိညာဉ်တော်ရဲ့လှုပ်ရှားမှုကြောင့်ကျွန်တော်တို့ Pentecostal AG ဆိုပြီးတော့ကျွန်တော်တို့သွားရင်းနဲ့အခုချိန်မှာနှစ်ပေါင်း40ကြာတဲ့ခါကျကျွန်တော်တို့ကိုယ်တိုင်ကထုံနှန်းဆင်လာထဲမှာကျွန်တော်တို့ပြန်ဝင်နေတာကျွန်တော်တို့ထုံနှန်းဆင်လာနဲ့အရန်နေတယ်ဆိုတော့ကျွန်တော်တို့ညီကို Baptist တွေကဘယ်ကိုပြန်ပြောင်းဆိုအခုချိန်မှာ revival ချင်နေတာတချို့ Baptist တွေက AG တချို့တွေထပ်ပို့ပြီး revival ကြတယ်နော်မြင်ကြလားတော်တော်လေးဝိညာဉ်တော်လှုပ်ရှားမှုကိုကျွန်တော်တို့ AG တွေအထဲမှာဝိညာဉ်လှုပ်ရှားမှုကိုစန့်ကျင်တဲ့သူတွေပို့ပြီးပွားလာတယ်လို့အရင်တော့ကဝိညာဉ်တော်လှုပ်ရှားမှုလက်မခံတဲ့အသင်းတော်တွေကအခုဆိုရင်ဝိညာဉ်တော်လှုပ်ရှားမှုကိုလက်ခံတဲ့လူပို့ပြီးတော့တူးလာတာကျွန်တော်တို့ကလက်မခံချင်လာတဲ့သူတူးလာပြီးတော့သူတို့ကလက်ခံချင်တဲ့သူတူးလာတယ်ကျွန်တော် AG တွေအဲ့ဒါဘာကြောင့်ကျွန်တော်ပြောချင်နေတယ်လဲဆိုရင်ကျွန်တော်တို့ကယ်တင်ခြင်းရခါစတော့ကခရစ်တော်ကိုချစ်ခဲ့တဲ့ချစ်ခြင်းမေတ္တာကျွန်တော်ပြန်လိုတာဖြစ်တယ်အာမင်ကျွန်တော်တို့ကယ်တင်ခြင်းရခါစတော့ကဘယ်လောက်ထိကျွန်တော်တို့ဖခင်เจ้าမှာကျွန်တော်တို့ပျော်မွေ့တယ်လဲကျွန်တော်တို့အချင်းချင်းဘယ်လောက်ထိချစ်ကြတယ်လဲဘယ်လောက်ထိစီးလုံးတယ်လဲဘယ်လောက်ထိတယောက်နဲ့တယောက်ဖိမ့်ပါတယ်လဲကျွန်တော်ချီးမွမ်းခြင်းထဲမှာဘယ်လောက်ထိနစ်မြုပ်တယ်လဲအဲ့ဒီအရာကိုကျွန်တော်ပြန်သွားကြမှာဖြစ်တယ်အထီးကကျွန်တော်ဒီမှာရှိတဲ့အသက်40ကျော်အဖေအမေတွေဖူးကြီးဖွားကြီးတွေခမရတို့ကယ်တင်ချင်းရခဲ့တော့ကဘယ်လိုမျိုးဖြစ်ခဲ့တယ်လဲပြန်ဆန်းစစ်ပါအဲ့ဒီနေရာကိုပြန်သွားရအောင်ဟာလေလုယာပြန်ပြီးတော့ကျွန်တော်ချစ်ချင်းမေတ္တာကိုပြန်ပြီးတော့နှွေးထွေးစေရအောင်ပြန်ပြီးတော့လန်းဆန်းစေရအောင်ဟာလေလုယာအမတမအရေးကြီးတယ်ဖခင်နဲ့ပတ်သက်တဲ့ချစ်ချင်းမေတ္တာမပြောနဲ့ကျွန်တော်တို့အိမ်ထောင်မိသားစုလင်မယားမှာတောင်မှအဲ့အချစ်ကိုပြန်လန်းဆန်းစေဖို့လိုတယ်ကျွန်တော်Christian family တင်တဲ့ class မှာတော့ကျွန်တော်ပြောခဲ့ပြီးပြီတချို့နေရာမှာ
ဘာလဲဆိုတော့ကျွန်တော်အမျိုးသမီးနဲ့ဆိုရင်အမျိုးသမီးနဲ့ဆိုတော့မယူခင်တော့ကအချီနေတော့ရှိခဲ့တာပေါ့နော်ဘာလဲဆိုတော့တစ်နှစ်တစ်ခါလောက်တော့ကျွန်တော်တို့နေလအဆံပြုတ်ဆိုင်ကိုပြန်သွားကြတယ်နေလဆံပြုတ်ဆိုင်မတိတဲ့သူရှားမယ်ထင်တယ်နော်ဒီမှာတော့ဆံမြို့ဘုန်းကြီးကျောင်းရဲ့မရောက်ခင်နော်ပတ်ဝန်းကျင်မှာရှိတယ်နေလဆံပြုတ်ဆိုင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မယူခင်တော့ကသွားချင်းတွေးတဲ့နေရာလဲလားမယူခင်တော့ကဖုန်းဆက်ပြီးတော့အဲ့မှာတွေ့ရအောင်နော်ဆိုပြီးတော့အဲ့ဒီဆံပြုတ်ဆိုင်မှာအဲ့တော့ကကျတော့14-15ပတ်ဝန်းကျင်ကတော့အဲ့နေလရဲ့တကယ်ဘုံပွင့်တဲ့ချိန်ပေါ့နော်တော်တော်လေးကိုလူများတဲ့ချိန်ဖြစ်တယ်နေရာရဖို့တော်တော်လေးကိုအဆင်မပြေဘူးတခါတလေတယောက်နဲ့တယောက်မအားကြတော့တခါတလေနိုင်ဝက်လောက်ဆောင်ရတဲ့ချိန်ဖြစ်တယ်ဆိုင်ရှင်တွေကထွက်မလားနဲ့ကြည်နေတာမထနိုင်မဲနဲ့ဆောင်းပြီးတော့တူဆံပြုတ်တောက်ကြတယ်ကျွန်တော်အဲ့နေလဆံပြုတ်ဆိုင်မှာခြိုင်မဆံပြုတ်နဲ့စပူတီနဲ့ရောတာတခါပဲအဲ့မှာပဲကြားဘူးတယ်စပူတီနဲ့ပြောင်းဖူးပြုတ်နဲ့ရောပြီးတော့တောက်ရတဲ့အမျိုးအမေလေးရှိတယ်နော်အဲ့တော့ဘာပြောချင်လဲဆိုရင်တနေ့တစ်ခါလောက်အဲ့မှာပြန်သွားတဲ့အခါမှာကျွန်တော်ဘာပြန်ပြောလဲရှေ့ဆိုအားတော့ဟိုအရင်တော့ကနော်ဒီမှာထိုင်ခဲ့ဘူးလားနော်ဆိုတဲ့ဟာလေးတွေကစပါနော်ကျွန်တော်တို့ကူနှစ်ယောက်သားထိုင်ဘူးတဲ့ထိုင်ခုံတောင်းလေးတွေကျွန်တော်ထိုင်နေကြဆိုရင်အထဲမှာဝင်ပြီးတော့ကန်းထဲမှာရှိတယ်ဟိုဘက်ကိုကတ်ထားတဲ့စပွဲပူလေးမှာကျွန်တော်ထိုင်လဲရှိတယ်သွားတဲ့သူတွေသိမှာပါအဲ့တော့ဘာပြောချင်တယ်လဲဆိုတော့အဲ့လိုမျိုးသွားတဲ့အခါမှာကျွန်တော်တို့လင်မယားတက်တန်ဒီနှစ်နဲ့ဆိုရင်ကျေးဇူးတော်ကြောင့်10နှစ်ပြည့်တော်မှာဖြစ်တယ်10နှစ်ပြည့်တဲ့နောက်ပိုင်းမှာတောင်မှအဲ့ဒီနေရာမှာကျွန်တော်တို့ပြန်ထိုင်တိုင်းသမီးစားဘဝကိုပြန်တတိရတာဖြစ်တယ်ပြန်ဖြစ်ချင်ရင်တောင်မှမဖြစ်ချင်တော့ဘူးနည်းနည်းပါစိတ်ကောက်ချင်ရင်တောင်မှအဲ့ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့စိတ်ကောက်လို့မရတော့ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးနဲ့ဘဝကိုဖြတ်တန်းခဲ့အစတုန်းကကျွန်တော်တို့ဘယ်လိုမျိုးနဲ့အစပြုတ်ခဲ့တယ်လဲကျွန်တော်တို့စချစ်တုန်းကအချစ်ကိုပြန်ပြီးတော့အဲ့ဒီဆိုင်ကပြန်ပြီးတော့ဘယ်လိုပြောမလဲတတိယအောက်မိတ်စေတာဖြစ်တယ်ပြန်ပြီးတော့သိစေတဲ့ခါကျတော့ကျွန်တော်ပြန်ပြီးတော့နှစ်ဦးသားချစ်ချင်းမေတ္တာကပြန်ပြီးတော့လမ်းဆန်းစေတာဖြစ်တယ်ကျွန်တော်ခရစ်ယာန်အသက်တာမှာလည်းအဲ့ဒါလိုတယ်နော်အဲ့ဒါလိုတယ်အားကြောင့်ခုနကျွန်တော်ပြောတယ်လေခုနတခြင်းနေတော့ကျွန်တော်ဒီအဖက်အသင်းတော်အကြောင်းကျွန်တော်ကြည့်ရင်းနဲ့ခုနကျွန်တော်ဆူနေတဲ့တခြင်းမဆခင်မှာတရားမဟုတ်ခင်မှာဆူခဲ့တဲ့တခြင်းတွေကအဲ့ဓာတွေကိုကျွန်တော်အဲ့ဓာတွေဆိုးနေကျွန်တော်ငငယ်တုန်းကကဲတင်ချင်းရပြီးတော့အသင်းတော်ထဲမှာအကြီးကျယ်ခုံပြီးတော့တခါနဲ့လက်ခုပ်တွေတီးပြီးတော့ action တွေနဲ့ကျွန်တော်ဆူခဲ့တဲ့အချိန်အမှန်တမ်းပြန်တည်ရတယ်ကျွန်တော်ဘာတွေဆူခဲ့တဲ့ဆိုရင်သူဖားဟုံပြဟန်ဆိုတဲ့ဟာလာမသိဘူးနော်အဲ့ဒါတွေမဆခင်မှာ pressure ကျွန်တော်အဲ့တုန်းက Christian worship ဆိုတဲ့ဟာလည်းအခုခေတ်လိုမရှိဘူးလေကျွန်တော်တခြင်းဆိုရင်တခါသူပါတော့ပြတယောက်နဲ့တယောက်ချားနေကြတာအဲ့လိုလက်နဲ့ပေါ့နော်တယောက်နဲ့တယောက်ကောင်းစီပေးပြီးတော့ကျွန်တော်ဆိုခဲ့ကြတယ်ပြီးတော့တခြင်းနဲ့ကျွန်တော်တော်တော်များများကျွန်တော်ဆိုတယ်အဲ့တော့ဘာလဲဆိုကျွန်တော်ဒီမှာကျွန်တော်ခရစ်ယာန်ဖြစ်လာတာများတဲ့အခါမှာကျွန်တော်အသင်းတော်ဖြစ်တည်တာများတဲ့အခါမှာကြာလာတဲ့အခါမှာကျွန်တော်တို့ပုံမှန်လို့ပေးကမ်းခြင်းတွေတခြင်းဆိုခြင်းတွေသူတစ်ပါးတွေကိုကိုငေခြင်းတွေကျွန်တော်တို့လှုပ်ဆောင်နေပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာခရစ်တော်ကိုတကယ်ချစ်တဲ့နှလုံးသားနဲ့အရင်မခံဘူးဆိုရင်အဲ့ဒါတွေကဟန်ဆောင်ခြင်းပြန်ဖြစ်သွားတယ်ဝတ်ကြည်တန်းကြီးကျွန်တော်လှုပ်ဆောင်ခြင်းပြန်ဖြစ်သွားတာဖြစ်တယ်တကယ်ချစ်ချင်းမေတ္တာရှိတဲ့နေရာမှာဝတ်တရားအရာတချို့လင်မယားတွေမိသားစုမှာကိုယ့်ယောက်ျားကိုမချစ်တော့ဘူးဆိုရင်ထမင်းခူးပေးရင်တောင်မှချစ်ချင်းမေတ္တာမဟုတ်ဘဲနဲ့ခူးပေးရမယ်ဆိုတဲ့တာဝန်လောက်နဲ့ပဲထမင်းခူးပေးတော့တာလေစေတနာမရှိတော့ဘူးဘာဖြစ်လို့လဲဆိုရင်စေတနာဆိုတာကချစ်ချင်းမေတ္တာရှိမှပဲစေတနာအမှန်လာနိုင်တာဖြစ်တယ်
စေတနာချစ်ချင်းမေတ္တာရှိမှဆက်လက်ပြီးတော့တကယ်စစ်မှန်တဲ့အပြုံးနဲ့စစ်မှန်တဲ့ပြန်လဲပြီးတော့ရယူခြင်းလူချင်းမရှိတဲ့ပေးကမ်းခြင်းနဲ့ကျွန်တော်ပြန်ပေးနိုင်တာဖြစ်တယ်အဲ့ဒါချစ်ချင်းမေတ္တာကိုအခြေခံထားတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်မှစကျွန်တော်တို့အားလုံးကိုဒီကနေ့အဲ့ဖက်အသင်းတော်ကိုအခြေခံပြီးတော့ဖခင်ကယေရှုခရစ်တော်ကကျွန်တော်တို့အားလုံးကိုခေါ်တာဖြစ်တယ်ကနအိုးအချစ်ကိုပြန်သွားရအောင်ဟာလေလုယာကျွန်တော်တို့နောင်တရပြီးတော့ဖခင်သခင်ကိုချစ်တဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်ပြန်ဝင်ရအောင်ကျွန်တော်တို့ပုံမှန်ဝတ္တရားလိုပုံစံနဲ့ဖခင်ဝတ်ပြုတ်ခြင်းကနေလွတ်ထွက်ပြီးတော့ဖခင်ကိုချစ်ချင်းမေတ္တာကိုအခြေခံပြီးတော့ဖခင်ကိုချီးမွမ်းကြရအောင်ဟာလေလုယာချစ်ချင်းမေတ္တာခမများတကယ်ချစ်ချင်းမေတ္တာခရစ်တော်ကိုချစ်တဲ့ချစ်ချင်းမေတ္တာရှိတယ်ဆိုရင်ခမများဖခင်เจ้าထဲမှာအသက်တာလှပတဲ့အရာတွေကဖခင်เจ้าအပြင်မှာလဲဆက်လက်ပြီးတော့လှပမှာဖြစ်တယ်ဟာလေလုယာဖခင်เจ้าအပြင်ရောက်ရင်အိမ်ထောင်မိသားစုထဲမှာရောက်ရင်ဒီအသက်တာကဟန်ဆောင်ခြင်းမရှိတဲ့အသက်တာနဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ခမများကိုဆက်လက်ပြီးတော့ဦးဆောင်သွားမှာဖြစ်တယ်အဲ့လိုမလုပ်ဘူးဆိုရင်နောင်တမရဘူးဆိုရင်ဘုရားကကျွန်တော်တို့ကိုအခွင့်အရေးပေးသေးတာဖြစ်တယ်ဟာလေလုယာအခုချိန်မှာကျွန်တော်မှစဒီနေရာမှာထိုင်နေဒီမှာမတ်တရက်ပြီးတော့ဘုရားကိုချီးမွမ်းနိုင်တာကဘုရားကကျွန်တော်တို့ကိုနောင်တရနိုင်ဖို့ရန်အတွက်အခွင့်အရေးပေးနေသေးတယ်ဆိုတော့ကျွန်တော်အမြဲတမ်းသိဖို့ရအတွက်အရေးကြီးတာဖြစ်တယ်ကျွန်တော်တည်သွားရင်နောင်တရလို့မရတော့ဘူးကျွန်တော်လှုပ်ခဲ့တဲ့အရာတွေပေါ်မှာနောင်တရပြီးတော့ဖခင်ကသူ့စီမှာပြန်လဲချင်းကပ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုအခွင့်အရေးပေးနေသေးတာဖြစ်တယ်တကယ်လို့များနောင်တမရဘူးဆိုရင်ယေရှုကပြောလဲခမားအပေါ်မှာထားတဲ့မိခွက်ကိုနေရာရွှေ့ပလိုက်မယ်နေရာရွှေ့ပလိုက်မယ်အခုချိန်မှာခမားဖခင်ကဝိညာဉ်ဆိုဂျေဇုပေးထားတယ်လေဘာတလန်ပေးထားတယ်လဲခမည်းဖယားကိုတကယ်ချစ်ချင်းမေတ္တာနဲ့အခြေခံပြီးတော့အမှုမဆောင်တော့ဘူးဆိုရင်အဲ့ဒီမိခွက်ကိုသူများစီမှာရောက်သွားမှာဖြစ်တယ်အဲ့ဒီချိန်မှနောင်တရနေရင်လည်းအရင်လိုမဖြစ်တော့ဘူးဟုတ်ပြီနော်နောင်တရနေမိခွက်ရွှေ့ပြီးမှနောင်တရနေရင်လည်းအရင်လိုမဖြစ်နိုင်တော့အခုလက်ရှိအခြေအနေဖယားကကျွန်တော်တို့မိခွက်ကိုမရွှေ့သေးတဲ့အချိန်မှာဖယားစီမှာနောင်တရပြီးတော့ကိုရောကိုကျွန်တော်ချစ်ပါတယ်ကိုရောကျွန်တော်နှလုံးသားကိုပြုတ်ပင်တော်မူပါကိုရောကိုချစ်တဲ့ကနအိုကဲတင်ချင်းရရှိခဲ့တုန်းကဝမ်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းချစ်ချင်းမေတ္တာတွေနဲ့ကိုရောကိုပြန်လဲပြီးတော့ချစ်မြတ်နိုးပါတယ်ဆိုပြီးတော့ကျွန်တော်နောင်တရကြရအောင်ဟာလေလုယာဖယားသခင်စီမှာပြန်လဲပြီးတော့ချင်းကပ်ကြရအောင်အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ